NLD ပါလဲဘယ်လဲနဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့အမေစုလို့ခေါ်တဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ NUG ရဲ့ပါဝင်ပတ်သက်မှုရွေးကောက်ပွဲအတွက် NLD ကသူတွေ NLD မှာမြန်မာနိုင်ငံကိုချစ်တဲ့သူတွေမြန်မာနိုင်ငံကိုတိုးတက်စေသူတွေကြီးပွားစေသူတွေရဲ့ဘာတွေအစင်းလေးလှုပ်ထားပြီးပြီလဲဆိုတာကိုကျွန်တော်တို့ဆွေးနွေးပေးနိုင်တဲ့သူတွေရှိရင် NLD ကိုထောက်ခံတဲ့သူများရှိလို့ရှိရင်တက်လာခဲ့လို့ရပါတယ်ကျွန်တော်ဒီအကူတွေဒီအမတွေဒီညီဒီညီမတွေရဲ့စကားလေးတွေကိုကျွန်တော်တို့နားထောင်ကြတယ်ဗျာနားထောင်တဲ့မှတ်တမ်းလေးတွေပြုစုထားကြတယ်မင်္ဂလာပါအားလုံးပဲအေဂျင့်ပြောချင်းကြပါစေနော်ဒီကနေ့ NLD ဘာလဲဘယ်လဲနဲ့ရွေးကောက်ပွဲအကျိုး NLD ရဲ့ပြင်ဆင်မှုအဲ့ဒါလေးကိုကျွန်တော်သိချင်တယ်ဗျာ NLD ကိုတောင်ပြိုကမ်းပြိုနိုင်ထားခဲ့တဲ့ကျွန်တော်ရဲ့အကူအမညီညီမတွေနဲ့ကျွန်တော်တော်ဦးလေးတွေဒီကနေ့ NLD အတွက်ဘာတွေလုပ်ပေးနိုင်မလဲဘာတွေပြင်ဆင်ထားသလဲဆိုတာကိုကျွန်တော်တို့ကြားကျင်တယ်ဗျာကျွန်တော်သိချင်တယ်အဲ့တော့ NLD ကိုထောက်ခံသူများမိသူမဆိုးကောင်းမွန်တဲ့ဆွေးနွေးပွဲလေးတွေဆွေးနွေးမှုလေးတွေနဲ့ဖြစ်ချင်တဲ့ဆန္ဒလေးတွေကိုကျွန်တော်တို့ကိုပြောပြရတဲ့တနိုင်ငံလုံးဝလူတွေကိုသိရှိစေဖို့ပေါ့နော်ပြောပေးလို့ရတယ်ကျွန်တော်တို့ ਨੇ တိုင်ပင်လို့ရတယ်ဆွေးနွေးလို့ရတယ်တိုင်ပင်နေဆိုတာကကျွန်တော်တို့ကိုပြောပြရတဲ့မြန်မာနိုင်ငံအတွက်အနာဂတ်အတွက်ကောင်းမွန်တဲ့အရေးကိုကျွန်တော်သိလို့မင်္ဂလာပါကျွန်တော်ကိုနှုတ်ဆက်နေတဲ့အကူမတွေအားလုံးပဲအေဂျင့်ပြောရှင်ကြပါနော်ဘာလုပ်ဖို့လဲလို့မေးထားတဲ့ညီကိုဘာလုပ်ဖို့လဲဆိုတော့ NLD ဆိုတာမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အဲ့ဒီအဖွဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ပေါ့နော်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အဖွဲ့ဟာမြန်မာနိုင်ငံကိုတိုးတက်စေလိုတယ်ပြောင်းလဲစေလိုတယ်သူများထက်ပိုပြီးတော့ခင်မိစေလိုတယ်အမေရိကန်နိုင်ငံကိုမှီကျင်တယ်စင်ကာပူနိုင်ငံကိုကြော်တက်ချင်တယ်ဆိုတော့အဲ့ဒီ NLD ကအမတ်တွေဝန်ကြီးတွေတော်တော်များများဟာစင်ကာပူကိုကြော်တက်ခွင့်မရခဲ့ဘူးဒီကနေ့2023ခုနှစ်ကြာရင်ရွေးကောက်ပွဲကိုဘယ်လိုပုံစံမျိုးဝင်ပြိုင်ဖို့စိတ်ကူးရှိတယ်လဲဘယ်လိုအသွင်တန်းကိုဆောင်ကြမှာလဲဘာတွေလုပ်ဖို့ရှိတယ်လဲဆိုတာကိုကျွန်တော်တို့ကြားကျင်သိကျင်လို့ပါဗျာကြားကျင်သိကျင်လို့ဆွေးနွေးနိုင်မဲ့သူတွေရှိလို့ရှိရင်ပေါ့နော်ပြီးတော့အမေဒေါ်အောင်ဆန်းစုကြည်လို့ခေါ်တဲ့လူထုခေါင်းဆောင်လို့ပြောနေတဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ NUG ရဲ့ပါဝင်ပတ်သက်မှုဒါလေးတွေကိုကျွန်တော်တို့တဲခွဲသိကျင်ကြတယ်အဲ့တော့အမေစုကိုထောက်ခံခြင်းတဲ့သူတွေဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံတဲ့သူတွေအနေနဲ့ NUG နဲ့ဒေါ်အောင်ဆန်းစုကြည်အမေစုဘယ်လိုများပတ်သက်ဆက်နွယ်မှုရှိတယ်လဲဆိုတာလေးတွေကိုသိလို့ရှိရင်ဝင်ပြောပေးလို့ရတယ်ဆွေးနွေးလို့ရတယ်ကျွန်တော်တို့နားထောင်ပေးမယ်ဘယ်သူပဲဖြစ်ဖြစ်ကျွန်တော်နားထောင်ပေးမယ်ကျွန်တော်တို့တကယ်နားထောင်ဖို့အတွက်ရှိနေတယ်နော်ဘယ်သူမှတက်ခဲ့မလားမေးပြတက်ချင်တဲ့လူတွေတက်လို့ရပါတယ်ဘယ်သူဆိုတက်လို့ရတယ်နော်ဘယ်သူမဆိုတက်လို့ရတယ်TDT ဆိုတဲ့အကောင့်ပိုင်ရင်ကျွန်တော်ရှိမှာကင်မရာတော့ကတ်တောင်းထားတယ်ကျွန်တော်နားထောင်နေတယ်ဗျာမင်္ဂလာပါစေတနာကောင်းရင်ကံကောင်းမယ်စေတနာ TDT ကျွန်တော်ကိုကင်မရာလာတောင်းထားလို့ကျွန်တော်တင်ပေးထားတယ်နော်ကိုတာI am here bro ဟုတ်ပြီဗျာသူတော်ဒီမှာပါတဲ့မှာနှုတ်ဆက်နေတယ်ဒီမှာပါဆိုတော့နှစ်ယောက်ကိုနှုတ်ဆက်တော့ကျွန်တော်တင်ပေးလိုက်ပြီဗျာဟယ်လိုမင်္ဂလာပါကျွန်တော်ဦးလေးကျွန်တော်အကူလို့လည်းခေါ်တယ်ဦးလေးလို့ခေါ်တယ်ဦးလေးရွယ်ဖြစ်မယ်လို့ကျွန်တော်ကခံမှန်းကြည့်မင်္ဂလာပါမြို့ချစ်ပုဂ္ဂိုလ်ကြီးခင်ဗျာကိုတို့ဆိုဟုတ်ကဲ့ကျွန်တော်ဒီကနေ့ခေါင်းစဉ်လေးတစ်ခုပေးထားတယ်ဗျာကျွန်တော်ကိုမဖတ်မိသေးဘူးဆိုရင်ကျွန်တော်နည်းနည်းလေးပြန်ရွတ်ပြမှာ NLD ကျွန်တော်တွေ့ရအရန်စိတ်ဝင်စားတယ်ကိုတို့ဆိုရဲ့တင်ထားတဲ့ခေါင်းစဉ်ကအခုအချိန်အခုကာလမှာဒီဟာကတော်တော်အရေးကြီးနေပြီရွေးကောက်ပွဲကလည်း
ကျွန်တော်တို့ဒီစညင်ဘက်ပုံကိုယ်တွေဒီ opposition ကအာပြန်ကူးရီလို့မဟုတ်ဘဲနဲ့ဒီတပ်မတော်အစိုးရကသူတို့ဂရိတွေအတိုင်းအမြဲတမ်းလုပ်ပေးတယ်အခုလည်းသူတို့လှုပ်အောင်မှာပဲ2015 2020အခုက2023ပေါ့နော်နောက်နှစ်အစမှာသူတို့လှုပ်တော့မှာကျွန်တော်အဲ့ဒါကိုယုံတယ်အဲ့တော့အဲ့အတွက်ကအရန်ကိုကတ်နေပြီအချိန်ကအဲ့တော့ NLD ကိုသူတို့ဆိုရဲ့ခေါင်းစဉ်ကမျိုးချစ်ပုဂ္ဂိုလ်ကြီးကနေပြီးတော့ထွက်လာတဲ့ idea တွေကတော့တကယ်ဟိုပါပေါ့နော်တကယ်ဒီအချိန်မှာဘာလုပ်ရမလဲဘာတွေးရမလဲဆိုတော့ကိုသူတို့ဆိုတာပို့ပြီးတော့မြင်နေတယ်ဟုတ်တယ် NLD ကဘာလဲဘယ်လဲဒီကောင်တွေကဘာလုပ်မှလဲအဲ့ဒါလေးတွေကိုပြောချင်တဲ့လူရှိရင်လည်းဟိုဆွေးနွေးပါစေပေါ့ကိုသူတို့ဆိုတာမဆဲမဆိုးဘူးဆိုရင်သူတို့ဆွေးနွေးပြီးပေါ့ကျွန်တော်နဲ့ကိုသူတို့ဆိုလည်းပြန်ပြီးပြောလို့ရတာပေါ့စုဆိုတဲ့အကောင့်တစ်ခုကိုကျွန်တော်တင်ပေးလိုက်မယ်ကျွန်တော်အကိုခဏလေးကျွန်တော်အကိုလို့ခေါ်မှာတစ်ခါကျရင်ဦးလေးလို့ကျွန်တော်ခေါ်မိလိုက်မယ်ကျွန်တော်မှန်ပြီးတော့ပါကိုကောင်းပါတယ် brother bro ပေါ့လေ bro ပေါ့ကျွန်တော်အခုသုံးတယ် bro ဟုတ်ကဲ့ bro လို့ခေါ်ဟုတ်ပြီနော်စုဆိုတဲ့အကောင့်စုလို့ရေးထားတဲ့အကောင့်ပိုင်ခြင်းကျွန်တော်တင်ပေးထားတယ်နော်စုအကောင့်ပိုင်ခြင်းကျွန်တော်တင်ပေးထားတယ်ဗျာခဏလေးစုသုံးလုံးရဲ့အကောင့်ပိုင်ခြင်းနော် SU စုတဲ့အကောင့်ပိုင်ခြင်းဟယ်လိုမင်္ဂလာပါအကောင့်ပိုင်ခြင်းမင်္ဂလိနဲ့ထင်တယ်ဗျကျွန်တော်ဘက်ကမကြားရသေးဘူးဒီဘက်အဲ့ဘက်ကအစင်းနဲ့မကြားမကြားအောက်မှာမိုက်ပုံစံလေးရှိတယ်မိုက်လေးကိုထိထားလို့လည်းဖြစ်လိမ့်မယ်ကြက်တန်တွေတော့ကြားရတယ်ဟိုဘက်ကအော်ကြီးဟုတ်တယ်ကြက်တန်တွေကြားနေတော့ဟိုခလနာကြက်တန်ဟုတ်ကဲ့ကြက်တွေတွန်းနေတာအကြံကြားရတယ်ဗမာပြည်တော်လွမ်းသွားပြီဟုတ်ကဲ့ချက်တွေတွန်းနေတဲ့အကြံကြားဗမာပြည်တော်လွမ်းသွားဟယ်လိုစုသုံးလုံးရဲ့အကောင့်ပိုင်ခြင်းများအဲ့ဘက်ကအတန်တွေထပ်နေတယ်ပြောစရာရှိလားမသိဗျာကျွန်တော်အမလားညမလားမသိမိန်းကလေးလို့ကျွန်တော်ထင်လို့နော်နားမရှိတော့သူထွက်သွားပြီသူမှားပြီးတော့နှိပ်တယ်လားပါလားမသိအဲ့ဒါဆိုရင်ကျွန်တော်ဒီကနေ့ကျွန်တော်ဒီကောင်းတဲ့ကိုဘာဖြစ်လို့ပေးတာလဲဆိုတော့တချို့တွေကကျွန်တော်တို့ကိုအမုန်းတွေနဲ့အလုံးလုံးနေတော့ထင်နေတယ်ဗျကျွန်တော်ကိုဘရိုကျွန်တော်ပြောပြမှာအခုကျွန်တော်ကိုပြောပြမှာအမုန်းတွေနဲ့ကျွန်တော်လုံးလုံးထင်တယ်ကျွန်တော်တို့ကအမုန်းတွေနဲ့လောက်တာမဟုတ်ဘဲနဲ့တချို့ຢာတွေကိုကြိုတင်ပြင်ဆင်လို့ရအောင်လို့ NLD ဘာလဲ NLD ပဲလဲဆိုတာကဒီကနေ့နိုင်ငံရေးဖြာခင်းတဲ့ပွဲကြီးတစ်ခုပေါ့နော်ဖြာခင်းတယ်ဆိုတာကပွဲကားတော့မှာဆိုတော့ဖြာခင်းတယ်ဆိုတာကြီးတယ်လူပေါ့ဗျာကျွန်တော်တို့ကတော့ကြီးတယ်လူပေါ့ပေးသက်တွေနေနဲ့ကြီးရမှာအဲ့ပေးသက်တွေထဲမှာလည်းကြီးတဲ့လူတွေအများထဲမှာကိုလိုချင်တဲ့နေရာလေးကနေဖြာခင်းကြတော့မှာအဲ့တော့ NLD ကဘယ်လိုပုံစံနဲ့ဝင်ကကြမလဲဆိုတာကိုလူတွေကစိတ်ဝင်စားကြတယ် NLD အားလုံးကိုမြန်မာနိုင်ငံမှာရှိနေတဲ့လက်ရှိဟိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကလည်းအားလုံးကိုသူကဒီအကြက်ဖတ်သမားလို့မပြောဘူးဗျကောင်းတဲ့လူတွေအများကြီးရှိနေတယ်လို့လည်းဆိုရတယ်ကောင်းတဲ့လူတွေကတချို့နေရာတွေမှာလို့ရှိရင်အလုံးလုံးနေကြတယ်လို့လည်းပြောတယ်ကောင်းတဲ့လူတွေလုံနေကြတယ်အဲ့တော့ကိုယ်နိုင်ငံကိုကောင်းစားစေချင်ကြတာနိုင်ငံကိုတိုးတက်ချင်တာကလူတိုင်းဖြစ်နေတယ်အဲ့ဒါတော့ NLD မှာလည်းပါနေလိမ့်မယ်ပါနေတဲ့ NLD ကသူတွေကအခုတချို့ကလည်းနိုင်ငံကိုကောင်းစားစေဖို့အတွက်ဆိုတော့တော်လိုင်းထဲမှာပါနေတဲ့လူရှိတယ်တော်လိုင်းမှာမပါဘဲနဲ့ကိုလိုစားနေလူတွေရှိတယ်အဲ့လိုလူတွေကနိုင်ငံရေးကိုငင်းချမ်းတဲ့နေရာကနေတော့ဘယ်လိုလုပ်ကြမလဲဘာတွေလုပ်မလဲဆိုတာကိုကြိုတင်ပြီးတော့ဗောနော်သူတို့ပြောရင်ကောင်းမယ်ဗျတချို့လူတွေဗောနော်တကယ်လို့က NLD ပါလို့ရှိရင်ကျွန်တော်တို့ကမဲထည့်မယ်မဲထည့်လို့ကလည်းမဲထည့်မယ်ဘယ်လိုပုံစံမျိုးထည့်မယ်တချို့ကလည်းကျွန်တော်တို့ဘာတွေစီစဉ်ထားပြီးပြီကျွန်တော်တို့တစ်ဖွဲ့ပဲရှိဘယ်နှစ်ယောက်ပဲရှိအဲ့လူတွေကနေတော့ကောင်းအောင်လုပ်ပေးမယ်ဆိုတာလေးကိုကျွန်တော်ကြားချင်တယ်နောက်တနေ့ကဒေါ်အောင်ဆန်းစုကြည်ဗောဒေါ်အောင်ဆန်းစုကြည်လူကောင်းဆောင်အမေစုဆိုတဲ့ NLD ရဲ့ကောင်းဆောင်ကြီးဒေါ်အောင်ဆန်းစုကြည်နဲ့ NUG ရဲ့ပါဝင်ပတ်သက်မှုကိုကျွန်တော်တို့သိကြကြတယ်တဲခွဲလေးပေါ့ရွေးကောက်ပွဲမတိုင်ခင်မှာအဲ့တော့မှအစီနဲ့ကြီးကွဲသွားမှာသူများတွေပြောတော့ဖားနဲ့ငါးနဲ့ကွဲပါနော်ဖားတစ်ပိုင်းငါးတစ်ပိုင်းကွဲရမယ်အချိန်မျိုးဟုတ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒေါ်အောင်ဆန်းစုကြည်ကို NUG ကအသုံးချနေတာလား NUG အကြမ်းဖက်သမားတွေကလူကောင်းဆောင်ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ကြီးကိုအသုံးချနေတာလားဆိုတာကတော်တော်လေးကိုဒွိဟစိတ်တွေဖြစ်စေတယ်NLD ကိုထောက်ခံတဲ့ငြိမ်းချမ်းစွာနေလို့တဲ့ NLD ထောက်ခံတဲ့သူတွေကိုဖြစ်စေတယ်ပေါ့ဒါလေးတွေကိုကျွန်တော်လည်းအဲ့လိုပဲသဘောတူပါတယ်အဲ့ဒါကျွန်တော်သဘောတူတယ်တထက်တည်းပဲကျွန်တော်လည်း
ဟုတ်ကဲ့လူ3ယောက်တင်တာဗျကျွန်တော်တင်ပေးကြည့်မယ်နော်သူတို့တင်ပေးလို့ရှိရင်ဒီမှာကဝင်းချိုဆိုတဲ့အကောင့်ပါရှင်မြန်မာနိုင်ငံအလံပလီနဲ့ကျွန်တော်တယောက်ချင်းတင်ပေးမယ်နော်ဝင်းချိုကျွန်တော်တယောက်ပြီးမှတယောက်တင်ပေးလို့ရမယ်စကားပြောတာတွေကိုကျွန်တော်တို့4ယောက်တစ်ခါတည်းပေါင်းပြောလို့ရတယ်နော်တယောက်ဒီထဲမှာတက်လာပြီဆိုရှင်နောက်ထပ်တယောက်တင်ပေးလို့ရတယ်ဝင်းချိုဆိုတဲ့အကောင့်ပါရှင်အင်္ဂလိပ်လိုရေးထားနော်ကျွန်တော်တင်ပေးထားတယ်ပြီးလို့ရှိရင်အောက်မှာနောက်ထပ်တယောက်ထပ်တင်ထားတယ်ကျွန်တော်တင်ပေးမယ်မြန်မာနိုင်ငံအလံလေးနဲ့မြန်မာနိုင်ငံမှာနောက်ခံ background ကအပြောင်းနဲ့မြန်မာနိုင်ငံပုံလေးကအဖြူတဲ့ပုံလေးဘာမှထည့်ထားတဲ့ပုံလေးမရှိဘူးမြန်မာနိုင်ငံပုံလေးကဝင်းချိုက decline လုပ်လိုက်ပြီနော်သူက decline လုပ်လိုက်ပြီဆိုတော့ကျွန်တော်ကဒီစုစုရန်ဂျန်ကြီးဆိုတာတွေကိုကျွန်တော်တင်ပေးမယ်နော်ဂျင်ကြီးလို့ပြောတာစုစုရန်ဂျင်ကြီးကအရင်တင်ထားလို့နော်စုစုရန်ဂျင်ကြီးကကျွန်တော်တင်လို့မရဘူးသူထွက်သွားတာဖြစ်လိမ့်မယ်ရန်မျိုးထက်ဆိုတဲ့လူ4000 follower တဲ့အဲ့မှာမြန်မာလိုလေးလည်းရေးထားတယ် follower 4000ရှိတဲ့ရန်မျိုးထက်ကျွန်တော်တင်ပေးထားတာနော်ဟုတ်ပြီတယောက်လာပြီဆိုတော့အဆင်ပြေတော့သူ့မှာတကယ်ကြီး4000တော့ follower ရှိတယ်မင်္ဂလာပါကိုရန်မျိုးထက် ဟုတ်ကဲ့ပါကိုမင်္ဂလာပါပြန်တွေ့ပြန်ပြီနော် ဟုတ်ကဲ့ကျွန်တော်အခုဒီထဲမှာဒီကနေ့ NLD ပါလဲဘယ်လဲနဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ NUG ရဲ့ပတ်သက်မှုဆိုတဲ့ခေါင်းစဉ်လေးနဲ့အပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေပေါ့ဗျာကျွန်တော်အခုအဲ့ထဲမှာလည်းပါဝင်ပြောပြလို့ရမှာပြီ NLD ကဘာတွေလုပ်တင်လဲမြန်မာနိုင်ငံကိုတိုးတက်စေဖို့ပေါ့နော်ကိုပါတီတစ်ခုလုံးကတနိုင်ငံလုံးကိုအုပ်ချုပ်လို့မရရင်တော့မှပဲနေရာလေးတစ်ခုရလို့ရှိရင်တရောက်တနေရာနေဘယ်လောက်ထိသူတို့ပါဖို့အတွက်လုပ်ပေးနိုင်ကြမလဲလုပ်ပေးကြသလားလုပ်ပေးဖို့စီစဉ်ရှိကြသလားဆိုတော့ NLD လားကို ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ NLD ကတော့ကိုရပြည်သူများသူကိုကြည့်ရှုနေရပဲဟုတ်တယ်မလားပြည်သူအကြိုက်လိုက်လုပ်ပေးနေတာဒါပေမဲ့သူလုံနိုင်တယ်လို့တော့သူလည်းလုံနေရတယ်လေ ဟုတ်ကဲ့ အခုက NLD မှလုံလို့မှမရတော့ဟာစစ်တပ်ကတိမ့်မလိုက်ဘူး သူတို့ပါတီကိုဖျက်သိမ်းတယ်လို့ကျွန်တော်မကြားသေးဘူးဗျ အဲ့ဒီသဘောကိုပဲတက်ရောက်နေလို့ကျွန်တော်ထင်တယ်ဗျကို ဘယ်လိုမျိုးတွေတက်ရောက်တာလဲမသိကျွန်တော်ကိုရဲ့အမြင်လေးတွေကိုကျွန်တော်တို့အကျယ်တဝက်ဆွေးနွေးပေးလို့ရမယ်ကျွန်တော်နားထောင်လို့ရှိရင်ပြည်သူတွေလည်းသိသွားတာပေါ့ အခုကအာနာသိန်းတာကို2နှစ်ကျော်နေရလားအခုကရွေးကောက်ပွဲလည်းပြန်မလုပ်သေးဘူးဘာကြောင့်ရွေးကောက်ပွဲပြန်မလုပ်သေးရလဲ ဟုတ်ကဲ့ထပ်ပြီးတော့နောက်ထပ်ခက်ကြည်လေးပေါ့နော်သူရွေးကောက်ပွဲပြန်မလုပ်သေးဘူးဆိုတော့ NLD အတွက်တကယ်လို့များမဖျက်သိမ်းတဲ့ NLD မှာကြိုတင်ပြီးတော့ပြင်ဆင်ဖို့အတွက်အချိန်တွေများရနေမလားဒါမှမဟုတ်လည်းမရတော့ဘူးလား ဒီကတော့ကိုရဲ့ကျွန်တော်တို့အနေနဲ့ဖြတ်သိမ်းလို့မရဘူးလို့ထင်တယ်ဗျဘာလို့လဲဆိုတော့ပြည်သူကမှဝင်းရံနေလို့သူတို့ဖြတ်သိမ်းလို့မရဘူးလို့ထင်တယ် ဟုတ်ပြီအဲ့တော့ ပြည်သူဝင်းရံနေဆိုတာကပြည်သူဆိုတော့ပြောလိုက်ရင်တော့ပြည်သူဆိုတဲ့အဓိပ္ပာယ်လေးနည်းနည်းလေးဖွင့်ကြည့်ပါလားပြည်သူဆိုတာကဘယ်သူတွေကိုပြောတာတော့ပြည်သူဆိုတာပြည်သူထဲမှာလည်းရှင်းပြောရင်ပြည်သူထဲမှာလည်းတမတော်သားတွေပါတယ်နော်တမတော်သားကနည်းနည်းတော့အရေးတက်မှုအဲ့တမတော်ကိုထောက်ခံတဲ့လူတွေကလည်းနည်းနည်းတော့မဟုတ်ဘူးအမျိုးဘာသာနာကိုထောက်ခံတဲ့လူတွေကလည်းတပုံကြီးပဲအဲ့တော့ပြည်သူထဲမှာလည်းအဲ့ဒီလူတွေပါတယ်ခုနပြည်သူက NLD ကိုထောက်ခံတယ်ဆိုတာကဘာလို့ဆိုလိုတာလဲမသိဘူး ပြည်သူကကိုရဲ့မြန်မာနိုင်ငံမှာနေတဲ့လူကဒါမြန်မာနိုင်ငံမှာအခုလက်ရှိနေတဲ့လူပေါ့ဗျာဒါအကုန်လုံးကျွန်တော်တို့ကပြည်သူလို့ပြောလို့ရအဲ့တော့ပြည်သူတွေကခုနပြောတာပြည်သူတွေကလည်းသူ့ကိုထောက်ခံနေတယ်ဆိုတာခင်ဗျားပြောတဲ့အဓိပ္ပာယ်ရဆိုရင်လူတွေအားလုံးကသူ့ကိုထောက်ခံနေတယ်လို့ပြောနေတာလား ကျွန်တော်ပြောတာပြည်သူတွေက NLD ကိုထောက်ခံနေသူတွေကတော့ဒါကတော့ဖြတ်သိမ်းလို့တော့မရဘူးလို့ပြောအဲ့ဒါလေးကျွန်တော်အဓိပ္ပာယ်ဖွင့်ပြစီအဲ့ပါတီတစ်ခုတရားဝင်တယ်မဝင်တယ်ဆိုတာကပါတီရဲ့စီမင်းစည်းကမ်းတွေကိုချိုးဖောက်မှုရှိမရှိဆိုတာနိုင်ငံတိုင်းမှာရှိပါတယ်အဲ့ဒါအစကျွန်တော်ရှင်းပေးမယ်အမေရိကမှာ Watergate အရေးခင်းဆိုတာကြားဘူးလားမသိဘူး Nixon ကအဲ့ဒီအချိန်မှာအမေရိကန်ရဲ့သမ္မတသူကလာမဲ့ရွေးကောက်ပွဲမှာတခြားပြိုင်ဘက်ပါတီကနေပြီးတော့
ဘာတွေလုံနေတယ်ဆိုတာကိုသိကျင်လို့အဲ့ Watergate အဆောက်အအုံမှာသူတို့အစည်းအဝေးလုပ်တဲ့ဟာတွေကိုဖုန်းနေနဲ့ခိုးပြီးတော့နားထောင်တော့ Watergate affair ဆိုပြီးတော့အကြီးအကျယ်ဖြစ်သွားတယ်ဖြစ်တော့နေစင်ကသူကသမရလောလောဆယ်သမရနောက်တက်တန်းအတွက်သူကအဲ့ဒါကိုသူကစိုးရင်ပြီးလှုပ်တာပထမလင်းနေပြီးတော့အဲ့ဒီတော့နေစင်ကအဲ့ဒီကောင်လဲပေါ်လာတော့သူ့ကိုအမေရိကန်မှာရှိတဲ့တဝက်လောက်သောပြည်သူတွေကထောက်ခံနေသေးတယ်တဝက်ကြော်လောက်ရှိမှာပေါ့သူကလက်ရှိသမရသူဟာသူ့ယာတို့ကနေပြီးတော့သူကဆင်းပေးလိုက်ရတယ်ထပ်ပြီးတော့ဖြစ်လာတာဘာလဲဆိုတော့သူဟာသူ့ရဲ့ပါတီဝင်ဖြစ်နေတဲ့အတွက်ကြောင့်မလို့သူကဒါရာဇဝတ်မှုဖြစ်သွားတယ်သူများတွေလှုပ်တဲ့အစည်းအဝေးမှာဖုန်းတွေကိုတက်ဆင်ပြီးတော့အဲမိုက်ခရိုဖုန်းတွေကိုတက်ဆင်ပြီးတော့ခိုးနားထောင်တဲ့ဟာရာဇဝတ်မှုဖြစ်တဲ့အတွက်ကြောင့်မလို့သူသာတကယ်လို့ပါတီကနေပြီးတော့ထွက်မပေးခဲ့ရင်အဲ့ဒီပါတီကိုလည်းဖျက်သိမ်းခွင့်ရှိတယ်ဆိုတော့ဟိုဘက်ကပါတီအဖွဲ့အစည်းတွေရဲ့နောက်ပြီးတော့ civil society ဆိုတဲ့ဒီသူတို့ဒီမှာရှိတဲ့ civil society ကနေပြီးတော့အဲ့ဒီလေတံတွေပြစ်လာတဲ့အခါမှာသူ့ပါတီကိုနိုင်ကိုကသူ့ကိုရှင်းပြောရင်သူ့ကိုပါတီကနေပြီးတော့သူ့ကိုထုတ်ဖို့ဒီအကုန်လုံးစူးစမ်းလာရတယ်ဒါပါလဲဆိုတော့ပြည်သူတဝက်လောက်ကသူ့ကိုထောက်ခံနေသည့်တိုင်အောင်တော့မှပြစ်မှုကျူးလွန်ခဲ့ရင်ပြည်သူတဝက်လောက်ထောက်ခံလို့ပြစ်မှုကျူးလွန်တာကိုသူ့ကိုဒီပါတီကိုဖျက်လို့မရဘူးဆိုတဲ့ဟာကတော့အဓိပ္ပာယ်မရှိပါဘူးခင်ဗျားခုနပြောတဲ့ဟာကိုကျွန်တော်ကဒါကောင်းကောင်းကျွန်တော်နိုင်ငံတကာအတွေ့အကြုံနဲ့ရှင်းပြပြီးတော့ကျွန်တော်ပြောတာအခု NLD ကဒီကြီးညာရတဲ့အကြမ်းဖက်သမားတွေနဲ့လင့်ကအရန်ကို NLD ခေါင်းဆောင်တယ်လည်းအဲ့မှာပါနေတဲ့အတွက်ကြောင့်မလို့ NLD ပါတီကိုတကယ်တမ်းဖျက်သိမ်းမယ်ဆိုရင်တရားဥပဒေအရဖျက်သိမ်းလို့ကဥပဒေချောင်းအတိုင်းပဲသွားလို့ရပါတယ်ပြည်သူတဝက်လောက်ကထောက်ခံလို့အများကြီးထောက်ခံလို့ဒါနဲ့ကသိမဆိုင်ပါဘူးအဲ့တော့ဖျက်သိမ်းလို့ရပါတယ်ဥပဒေချောင်းရဆိုရင်ဟုတ်ကဲ့ကျေးဇူးတင်တဲ့ကျွန်တော်ညီကိုတွေနှစ်ယောက်လုံးเนาะပြီးလို့ရှိရင်ကျွန်တော်တို့ဆက်တွေ့ရအောင်အမစူးရန်ကြံကြီးဆိုတဲ့ကျွန်တော်ညီကိုဘာတွေများဝယ်ပြောချင်လဲမသိဗျာဒီထဲမှာဟုတ်ကဲ့ကိုတို့ဆိုကြားလာမသိဗျဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ကြားရတယ်ခုနကဟိုအဲ့ဒီကိုတယောက်ပြောလို့သူဘောကျွန်တော်တခုပြောချင်တာကတော့ပြည်သူတွေထောက်ခံနေလို့ဒီ NLD ပါတီကိုဖျက်သိမ်းလို့မရဘူးလို့သူပြောတဲ့စကားကျွန်တော်ကတော့ဟိုဘောပြောမစို့သူပြောတဲ့စကားတော့ကျွန်တော်ဘယ်လိုကောင်းမစို့လက်မခံဘူးပေါ့ပြည်သူတွေလို့မပြောနဲ့ကျွန်တော်ပြောတာ NLD ပါတီဝင်တွေကိုထောက်ခံတော်သူလို့ပြောအောင်တော့ပုံမှန်လိမ့်မယ်ကျွန်တော်ခုနပြောပြည်သူတွေထဲမှာကျွန်တော်ပြောတာစစ်သားတွေလည်းပါတယ်ရဟန်းတန်ခါပါတယ်မြန်မာနိုင်ငံမှာနေတဲ့လူတွေအားလုံး135မျိုးတော့လူတွေအားလုံးကတော့ပြည်သူတွေပဲအဲ့ထဲမှာပြည်သူတွေကထောက်ခံလို့ဆိုတဲ့စကားကိုတော့ကျွန်တော်ကလက်မခံဘူးဆို NLD ကိုထောက်ခံတဲ့လူတွေရှိနေလို့ဖျက်လို့မရဘူးပြောရင်ကျွန်တော်ကတပိုင်းတစားတော့ထောက်ခံမယ်အပြည့်အဝမထောက်ခံဘာလို့လဲဆိုတော့ဒီ NLD ပါတီကသူအာဏာရတဲ့အချိန်မှာရောအာဏာကုံဆုံးခံဒီမှာသူဒီရက်မှကျွန်တော်ဒီနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ခဲ့တဲ့အချက်တွေကအများကြီးပဲကိုပြောတာအချက်တွေကအများကြီးပဲဥပမာရှင်းလင်းပြောလို့ဆိုကျွန်တော်ဒီဘုတ်အခြေခံဥပဒေထဲမှာပါတဲ့ကျွန်တော်မှတ်မိတော့ဆိုပုံမှန်60ဆိုနိုင်ငံတော်သမ္မတဒီမြည်သည့်ဟိုပါတီဝင်ဘယ်လိုကောလွတ်တော်ကိုယ်စားလှယ်မှမဖြစ်ရဆိုတာကိုဒီရက်မှအတိလင်းပြထားပြီးသားလွတ်တော်ကိုယ်စားလှယ်ဖြစ်ပြီဆိုတာနဲ့သူကဒီနိုင်ငံတော်သမ္မတယာတူကနေဒီရက်ဆိုင်ပြရမယ်အဲ့လိုဆိုတာအတိလင်းပြထားပြီးသားဒီဦးဝင်းမြင့်ဆိုတာဒီတာမွေမှာလွတ်တော်ကိုယ်စားလှယ်ရွေးပြန်တယ်ဆိုတာအားလုံးသိတယ်ပြီးရင်သူသမ္မတအနေနဲ့လောက်တာကိုဒီရက်မှကျွန်တော်တို့ဦးသိန်းစိန်လက်ထက်တုန်းကကျတော့ပါတီမှာမဲမဆွဲရပါညာဆိုမှသူတို့ NLD ကအကြီးအကျယ်သူတို့ကန့်ကွက်ခဲ့တယ်အဲ့ချိန်မှာဦးဝင်းမြင့်ကဒီပါတီတစိမ့်တီကိုရင်ဘတ်မှာတက်ပြီးတော့မှနိုင်ငံတော်သမ္မတအနေနဲ့ပါတီအတွက်လုပ်ငန်းလှုပ်ဆောင်ခဲ့တယ်အများကြီးပဲဒါတွေကဥပဒေရကြောင်းရပြောမှဆိုဒါတိတိထင်ရှားမြင်နေရတဲ့အချက်တွေဒီအချက်တွေကဘယ်သူမှဒါမဟုတ်ဘူးလို့လည်းဒါညင်းလို့မရဘူးသူ TV မှာကိုယ်တိုင်ဒီအချက်တွေကိုတော့တက်မတော်ကနေပြီးတော့မှအများကြီးနားလေပေးခဲ့တယ်ဒါအကြမ်းမြင့်ပဲပြပြတာသူတို့ဖွဲ့ပုံချိန်ကဥပဒေကိုချိုးဖောက်ခဲ့တဲ့အချက်တွေအများကြီးပဲအဲ့ဒါကြောင့်မို့သူခုနပြောတဲ့ဟိုပေါ့ပြည်သူတွေပါလို့ဒီ NLD ကိုဖျက်လို့မရဘူးလို့မပြောနဲ့ဖျက်လို့ကရတယ်ဒါပေမဲ့ပြည်သူတွေလို့တော့မသုံးနဲ့ NLD ပါတီဝင်ထောက်ခံတဲ့လူတွေလို့ပဲပြောတာတော့ပိုကောင်းတယ်ကျွန်တော်တို့ဒီဟုတ်လို့ပြောတာကိုလည်းသဘောတူတယ်နောက်တစ်ခုကဗမာပြည်မှာအသုံးနှုန်းအစားပြင်ရမယ်အဲ့အသုံးနှုန်းနေရာစားတော်တော် control လုပ်ရမယ်နောက်သူ့ကိုသုံးတဲ့ဟာရှိပါသေးတယ်ဒီမီဒီယာတွေကတက်လာရင်လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အခုထိလည်းလူထုခေါင်းဆောင်ဆိုတာအင်္ဂလိပ်လိုဓာတ်ရိုက်
ဘာသာပြန်မယ်ဆို people's leader ကြားဘူးသလားအင်္ဂလိပ်အသုံးနှုန်းတွေမှာ people's leader လို့တကယ်အမေရိကမှာတကယ်ဟို Roosevelt ဟိုတမရိုင်း Roosevelt ဘာတွေဆိုအင်မတန်မှဟိုလူကြိုက်လဲများခဲ့တယ်ဒါပေမဲ့အဲ့လောက်အဆင့်ထိတမရာကြီးတွေတောင်မှသူတို့ people leader လူထုကောင်းဆောင်မသုံးပါလူတွေမှာမကြိုက်တဲ့လူတွေလည်းအများကြီးရှိပါသေးတယ် percentage တစ်ခုအဲ့တော့ဗမာပြည်ကအခုခုနသုံးသွားတဲ့ဟာကပြည်သူထောက်ခံနေလို့သုံးလို့မရဘူးအဲ့ဒါပြည်သူထောက်ခံတယ်ဆိုတာသုံးလို့ကိုမရတာနောက်တော့ကလူထုကောင်းဆောင်အဲ့ဒီစကားလုံးသုံးလို့ကိုမရဘူးဘာဖြစ်လို့ဒီလူတွေကတစ်ဖက်စွန်းကြီးတွေကหนีပိတ်ဆိုတာအဲ့ရစတာပဲအခုစလာပြီစကားပြောတာပြည်သူတွေထောက်ခံနေတဲ့ပါတီကိုဖျက်လို့မရဘူးလုံးဝမှားပါတယ်ပြည်သူထောက်ခံနေတဲ့ဆိုစကားလုံးဆိုတာလည်းမှားနေတယ်ပြည်သူတွေစကားလုံးတော်တော်နဲ့တရားရကန်လို့ပြောနေတာနော်ခုနပြောပြီးပြည်သူတွေမှာလူတွေအများကြီးရှိတယ်ကြုတ်လက်ပါတယ်မထောက်ခံဘူးနောက်လူထုကောင်းဆောင် အဲအကြောင်းတွေကိုပြောနေတယ်နော်အခုလောတဲ့အဲ့ဒီမြန်မာနိုင်ငံမှာနေထိုင်နေတဲ့လူတွေစိတ်ချမ်းသာအောင်ပဲအရင်လုပ်ပေးလောက် မဟုတ်ကိုခဏကျွန်တော်တခုပြောမယ်ကိုအဲ့မြန်မာနိုင်ငံမှာနေတဲ့နေထိုင်တဲ့လူတွေစိတ်ချမ်းသာအောင်ဆိုပဲ အဲ့ဆိုတော့ PDF တွေကို စကားတစ်ခုပြောမယ်ဆိုရင်အကိုကစကားအသုံးတော့အစကိုသူတို့ဆိုလဲသူလည်းအမြဲတမ်းပြောပါတယ်ဒါကျွန်တော်ကိုသူတို့ဆိုပဲလိုက်ပြောကြဘာအကြောင်းမှလည်းမရှိကျွန်တော်ကကိုသူတို့ဆိုလဲဆိုလဲ line မှာတည်တယ်ကျွန်တော်လက်ရှိမြန်မာနိုင်ငံမှာနေတဲ့လူဒါပေမဲ့အကိုဓာရီပြောမနေပါနဲ့ဆိုတမျိုးကရှော်လို့မရဘူးလေကျွန်တော်ပြောစကလုံးတိုင်းကတိတိကျကျပြောရမယ်ကိုကျွန်တော်ပြောတာစကလုံးတိုင်းတိတိကျကျပြောရမယ်ဒါလေးကတော့ဒါမလို့ဆိုအကိုပြောမနေတော့လဲဆိုတာပြောလို့မရဘူးအကိုကျွန်တော်ပြောတာအကိုတို့ဘက်ကအကိုတို့အဲ့လိုကျွန်တော်လဲဘယ်လဲမဟိုဘက်ကဒီဘက်ကဘက်ခွဲစရာအကြောင်းလည်းမရှိပါဘူးဒါပေမဲ့ပြောတဲ့စကားလုံးတိုင်းကတော့အကို NLD ပါတီဝင်ထောက်ခံသူတွေရှိနေတဲ့အတွက် NLD ကိုကျွန်တော်ဖြတ်ခွင့်မရှိဘူးလို့အကိုအဲ့လိုပြောရင်ကျွန်တော်ပြောတယ်ကျွန်တော်အပြည့်အဝမထောက်ခံဘူးဒါပေမဲ့အကိုစကားပြောတဲ့အတုံးလုံးကိုကျွန်တော်ထောက်ခံတယ်ဒါပေမဲ့ NLD ပါတော့ဒီရက်မှတိုင်းပြည်လုံးဝပဲသဘောထားနောက်ဆုံးတပါတီလည်းပဲကြီးဆုံးမှတိုင်းပြည်လောက်တယ်ဥပဒေကိုချိုးဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုလိုက်နာပါမယ်လို့ကျန်းသစ္စာကျိန်ဆိုမှဒီဥပဒေကိုချိုးဖောက်တော့အဲချိုးဖောက်တဲ့လူကတခုပဲချိုးဖောက်သူကတိုင်းပြည်လုံးကပဲထောက်ခံတယ်ဥပဒေကိုချိုးဖောက်တော့တဲ့သူ့ကိုဖျက်သိမ်းခွင့်လို့ရတဲ့သူကအခုကဟိုပြောလို့ဆိုရင် NLD ပါတီကဒီခေါင်းဆောင်တွေဆိုရင်ဒီအကြမ်းဖက်တဲ့မှာတွေအများကြီးပါနေတယ်အဲ့ဒါတစ်ချက်တည်းနဲ့ NLD ကိုဖြုတ်လိုက်လို့ရတယ်ဒါပေမဲ့ဘာလို့မဖြုတ်တလဲဆိုတာအကိုတို့တစ်ဖက်ကရှိတဲ့ဒီတက်မတော်ခေါင်းဆောင်တွေဘက်ကိုလည်းအကိုတို့ပြန်ကြည့်ပေးအကိုတို့စိတ်ထဲမှာဖျက်လို့မရဘူးလို့အကိုတို့မထင်နဲ့ဟုတ်လားဖျက်လို့မရစရာအကြောင်းမရှိဘူးကျွန်တော်ပြောတာဖျက်လို့ရတယ်ဘာလို့မဖျက်ပေးသေးလဲဆိုတာအကိုတို့ NLD ပါတီဝင်ထောက်ခံတဲ့လွတ်တော်အမတ်တွေကအုံနောက်ပါတယ်ခေါင်းပါတယ်စဉ်းစားတတ်တယ်လုတ်တက်ကင်တတ်မယ်ဆိုရင်စဉ်းစားဖို့ဗျာကျွန်တော်ပြောတာ chance ပေးထားတဲ့ဟာလို့ကျွန်တော်အနေနဲ့အဲ့လိုပဲထင်တယ်ဖျက်လို့မရကြဘာအကြောင်းမှမရှိဘူး NLD အနေနဲ့ဥပဒေကိုချိုးဖောက်ခဲ့ရတယ်အများကြီးပဲကျွန်တော်ပြောတာကျွန်တော်ပြောတဲ့ဟာကိုခုနပြောလို့ပုံမှန်နဲ့ကျွန်တော်ခုနပြောတဲ့ဟာကိုအကိုမဟုတ်ဘူးဆိုရင်ကျွန်တော်ပြန်ရှင်းလိုက်ကျွန်တော်ပြောတာမဟုတ်ဘူးလို့ထင်ကျွန်တော်ပြန်ရှင်းလို့ရအခုကျွန်တော်ပြောချင်တာက NLD မှာပေါ့ NLD ကတချို့ကဒီလက်ဝဲလမ်းစဉ်တချို့ကလက်ရလမ်းစဉ်တချို့ကတော့နိုင်ငံတော်ကိုတည်ငြိမ်တာကိုမြင်ကြတယ်မြို့ထဲမှာပဲအေးဆေးနေကြတချို့ကတော့တော်တဲ့တောင်ထဲမှာသွားပြီးတော့တချို့ကတော်တဲ့တောင်ထဲနဲ့မဟုတ်ဘူးနိုင်ငံရခြားတောင်ထွက်ပြေးသွားတဲ့လူတွေရှိတယ်အဲ့ဒီ NLD တွေကသူတွေကတကယ်မြန်မာနိုင်ငံကိုအေးချမ်းစေတူတဲ့သူတွေမြန်မာနိုင်ငံမှာရှိနေတဲ့ပြည်သူပြည်သားတွေနဲ့အတူတူလက်တွဲပြီးတော့လှုပ်ချင်တဲ့သူတွေပေါ့ဒီကနေ့စကားပြောနေတာများကြားရလားမသိဗျအရင်တော့တောင်ပြိုကမ်းပြိုနိုင်သွားတဲ့အထဲမှာတကယ်အရေးချင်းရှိနဲ့ကိုယ်နိုင်ငံကိုတကယ်ချစ်ခင်တဲ့သူတွေဘယ်လိုမျိုးတွေရှိတယ်နာမယ်လို့ကြားထားလည်းမသိဗျ NLD ကိုထောက်ခံတဲ့ညီကိုအနေနဲ့ဒါမှမဟုတ်လည်းကြားထားတာတကယ်လို့ကိုမသိဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ NLD ကရွေးကောက်ပွဲမှာပါဝင်လို့ရှိရင်ကျွန်တော်တို့ဘယ်လိုပုံစံမျိုးတောင်းဖြဖြကြိုးတိုမယ်ဆိုတာလေးကိုပြောပြပေးနိုင်မှာမသိ NLD ကိုဒီပြည်သူတွေအနေနဲ့ပေါ့နော်ထောက်ခံတဲ့ကျွန်တော်ညီကိုအနေနဲ့ NLD ဘက်ကနေပြီးတော့ NLD မှာနှစ်ဖွဲ့ကွဲနေတယ်ဗျ NLD မှာနှစ်ဖွဲ့ကွဲနေလို့ပြောလို့ရတယ်တချို့ကတော်တဲ့တောင်ထဲမှာမနက်ကပဲကျွန်တော်ကိုဒီကော်တောင်းဘက်က NLD တယောက်ရဲ့အကြောင်းလာတယ်တော်ထဲမှာလက်နက်ကင်နေပြီမအလူခံစားနေပြီအဲ့ဒါကလည်းတစ်ဖွဲ့ပေါ့နော်သူကတော့ရွေးကောက်ပွဲမှာပြန်ကျင်းပမယ်လို့တော့လာပြီးပြန်မယ်လို့တော့မထင်တော့ဘူးတချို့ပြည်တွင်းထဲမှာအေးဆေးနေတဲ့ NLD တွေနဲ့ဒီအေးဆေးနေတာမဟုတ်တဲ့ NLD ကြားမှာဘယ်လိုတွေကွဲလွဲမှုရှိလဲမြန်မာနိုင်ငံရဲ့အနာဂတ်မှာဘယ်လိုပုံစံမျိုးတွေရွေးကောက်ပွဲမှာဝင်ပြိုင်မဲ့သူတွေရှိတာဒါမှမဟုတ်ရွေးကောက်ပွဲကိုမပြိုင်မဲ့နဲ့သူကြီးမှာဆွေးနွေးကြရမရှိဆိုပြီးတော့အလူခံစားတာတွေပဲလောက်ကြမလားလို့ကျွန်တော်မရလားအခုဟိုခုနကအခုခုနကဟို NLD ဘက်ကညီကိုပေါ့နော် NLD ဘက်ကလည်းကျွန်တော်တွန်းပို့တာမဟုတ်နော်ဟိုနေ့ဘက်က NLD မှာပြည်သူတွေရှိနေသေးတယ်ဆိုတာကိုပြောရတဲ့ညီကို
အော်ဟုတ်ကောဘလို့ NLD ကနှစ်ပွဲကွဲနေလဲကိုကြီး NLD ကနှစ်ဖွဲ့ကွဲဆိုအယူဝါဒနှစ်ခုကွဲနေလို့ပြောလို့ရတယ်တူတယ်တစ်ဖွဲ့ကတချို့နိုင်ငံသားတွေရောက်သွားကြပြီဗျာတချို့တွေဆိုရှင်လေဒီဘက်ကအရင်တော့စာရေးဆရာတွေဆိုလို့ရှိရင်လည်းနိုင်ငံသားမှာရောက်နေကြပြီသူတို့တွေကမြန်မာနိုင်ငံကိုပြန်လာမယ်လို့တော့ရွေးကောက်ပွဲထဲမှာပြန်ပြီးတော့ကျင်းပမယ်လို့ကျွန်တော်မထင်ထားဘူးအဲ့တော့ပြည်တွင်းထဲမှာကြံနေတဲ့ NLD ကသူတွေဘယ်သူတွေပြန်ပြီးတော့ရွေးကောက်ပွဲဝင်ကြမယ်ဘာတွေတာဆူထားကြတယ်ဆိုတာကိုကြိုတင်ပြင်ဆင်ထားတာလေးတွေပေါ့ ဆောနာ PDF ကလည်းဟို PDF နဲ့PDF ကတော့ထဲမှာ NLD ပေါ့ဟိုမြို့ထဲမှာနေတဲ့လူကလည်း NLD အဲ့လိုနှစ်ပွဲကွဲအောင်ပြောရတာကိုက အဲ့လိုမျိုးလဲကွဲတယ်ဟုတ်ကဲ့အဲ့ဒါတွေကိုသူတို့ဘယ်လိုကြံနေထားကြလဲမသိဘူးဗျဥပမာဆိုပါတော့ရွေးကောက်ပွဲအတွက်ကိုပြောတာနော်ရွေးကောက်ပွဲအတွက် သူတို့ပြောပြီးရော PDF က NLD တို့တိုက်ပွဲဝင်နေရမဟုတ်ဘူးသူတို့ကငင်းနေခြင်းလို့သူတို့အာဏာရှင်တွေကိုမကြိုက်လို့တိုက်တာလေကိုဘယ်လိုလို့ NLD တို့တိုက်တာမှမဟုတ်ဘဲနဲ့သူတို့က NLD တက်မတိုက်လို့ရှိရင်ဘာဖြစ်လို့ခွတ်တောင်းလန်ကြီးတွေနဲ့ပြောကြအမေသားတွေတွေးရဲတယ်တို့အမေသမီးတွေတွေးရဲတယ်လို့သူတို့ကဘာဖြစ်လို့អော်တာလဲအဖေသားဆိုတာဘာလို့မអော်ကြတာမသိသူတို့ကအဖေမရှိတဲ့နဲ့မွေးထားတာမသိ ဩအဲ့ဆိုရင်ကိုသူတို့ဆိုရဲ့အဲ့ဆိုရင်အသားလို့ပြောနေရလူရောအမေမရှိဘဲနဲ့မွေးတာ အဘသားဆိုတာကဘာမျိုးဘိုးတူဆိုတာကိုပြောချင်လို့အဘသားလို့ပြောကြတာအဘသားလို့တက်တက်អော်ပြီးတော့ဆန္ဒပြလို့တော့ကျွန်တော်မကြားသေးဘူးဗျ တွေ့မှာပါဘာသာ ကျွန်တော်မတွေ့တာပြောတာဗာတွေ့ပါတော့ဟုတ်ကျွန်တော်မတွေ့တာပြောတာအခုလူတက်တဲ့လူတွေပဲဖြစ်ဖြစ်နိုင်ငံတကာမှာပတ်ပြီးတော့ခွက်ခောက်တဲ့လူတွေပဲဖြစ်ဖြစ်ဒါထားလိုက်ပါတော့